ဘလောက်ပဲပစ္စည်းချမ်းသာစိတ်ဓာတ်ကမနာလိုဝန်တိုတဲ့စိတ်ပုတ်စိတ်ယုတ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမကြခင်မဲ့ထိုစိတ်ပုတ်စိတ်ယုတ်ရဲ့အကျိုးဆက်ကိုခံရမှာဖြစ်စိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုရင်သူရထားတဲ့စီစဉ်ဥစ္စာဟာတခဏမျှတာဖြစ်စိတ်ကောင်းနှလုံးကောင်းဆိုတာကိုချင်းစာတရားပေါ်မှာအခြေခံတယ်ကိုချင်းစာတရားကိုအခြေခံဘယ်သူဘောဖြစ်ဖြစ်ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့ကိုချင်းစာတရားဆိုတဲ့မေတ္တာကိုအခြေခံလိုက်တာ။ဩငါမကြိုက်တဲ့အလုပ်သူဘာလို့လုပ်ရမလဲ။ငါမကြိုက်တဲ့အလုပ်ဒီသူမကြိုက်တဲ့အလုပ်ပဲ။တစုံတစ်ယောက်ဒုက္ခရောက်သွားရင်သူလည်းဒုက္ခရောက်မှမကြိုက်ဘူးငါလည်းဒုက္ခရောက်တာမကြိုက်ဘူးငါမကြိုက်တဲ့ဟာကိုသူ့ကိုဘာကြောင့်လုပ်ရမလဲသူ့ကိုငါ့ကိုလာပြီးတော့ချမ်းချမ်းထမ်းထမ်းပြောရင်ငါမကြိုက်ဘူးငါ့ကိုလာပြီးတော့လိန်ရင်ငါမကြိုက်ဘူးအဲ့တော့သူ့ကိုလည်းငါမလိန်နဲ့သူ့ကိုလည်းချမ်းချမ်းထမ်းထမ်းမပြောနဲ့ကိုမကြိုက်တဲ့အလုပ်တစ်ခုသူများပေါ်မှာမတင်စည်းဖို့ဒါဟာရိုးရိုးလေးစဉ်းစားတာ